ဒီတင်ငန်းစာမှာတော့တရုတ်တတာတွေကိုလေ့လာသွားမှာပါအခုလေ့လာသွားမယ့်ပုံစံလေးကတော့ရှစ်တင်ငန်းစာမှာသင်ခဲ့မှုတဲ့ဒီနှစ်ခုပေါ့နော်နှိုင်းရှင်ပြီးတော့တွေ့သုံးသွားမှာရိုးတရားဤတရားဟုတ်ပြီနော်အဲ့တော့ရိုးတရားဤတရားဒီနှစ်ခုလုံးကဘာသာပြန်တဲ့အခါမှာနည်းနည်းအနည်းငယ်လို့ဘာသာပြန်တယ်ဒါပေမဲ့ရိုးတရားဒီအသုံးတော့ကဘာအတွက်သုံးတာလဲစိတ်တိုင်းမကြတာတွေစိတ်မချေနှက်တာတွေလက်ခံနိုင်စွမ်းမရှိတာတွေကိုဖော်ပြရတဲ့အခါမှာသုံးရတယ်ဒါဆိုဣတရားဒါကြတော့ဘာအတွက်သုံးတာလဲတောင်းဆိုတာတို့အမိတ်ပေးတာတို့လမ်းညွှန်တာတို့မျှော်လင့်ချက်တို့ပြီးတော့နှိုင်းရှင်မှုတွေမှာလည်းဖော်ပြတယ်ဟုတ်ပြီနော်အဲ့တော့ဒီနှစ်ခုကအနဲ့အတိတ်ပဲရမတူညီတာကိုတွေ့လိမ့်မယ်ဒါဆိုသုံးတဲ့ပုံစံရောသူက adjective တွေနဲ့တွဲသုံးတာအဲ့လိုသုံးတဲ့အခါမှာလည်းအထားတူနေရာမတူတာတွေ့လိမ့်မယ်အဲ့တော့ grammar point လေးကိုဆက်လေ့လာကြည့်ပါရိုးတရား plus adjective adjective ရဲ့ရှေ့မှာထားသုံးတယ်ဒီမှာကျတော့ adjective plus ဤတရားကျတော့ adjective ရဲ့နောက်မှာသုံးတယ်ဟုတ်ပြီနော်အဲ့ဒါလေးမမှားဘူးလို့ပါတယ်ရိုးတရားစိတ်တိုင်းမကြမှုစိတ်မကျင်တတ်မှုလက်ခံနိုင်စွမ်းမရှိမှုကိုဖော်ပြအောင်အတွက် adjective ရဲ့ရှေ့မှာထားသုံးတယ်ဤတရားတောင်းဆိုမှုအမိတ်ပေးမှုလမ်းညွှန်မှုမျှော်လင့်ချက်တွေကိုဖော်ပြအောင်အတွက် adjective ရဲ့နောက်မှာထားသုံးတယ်ဘာသာပြန်တဲ့အခါမှာတော့နှစ်ခုလုံးကိုနည်းနည်းအနည်းငယ်စသဖြင့်ဘာသာပြန်ပါတယ်ဒီအင်ဂျီသေးတယ်ကြီးတာရှိလား这件衣服小有没有大的这ဒီဟာကျန်ကတထဲပေါ့နော်衣服ဆိုတာအင်ဂျီဒီအင်ဂျီတထဲရတယ်小ဆိုတာသေးတယ်有没有ဆိုတာရှိပါသလားတဲ့大的大ကကြီးတာ的ဆိုတာတဲ့ဟာကြီးတဲ့ဟာ有没有大的ကြီးတဲ့ဟာရှိလားတဲ့အဲ့ဒါကိုကျွန်တော်ကဒီလိုပြောချင်တယ်မြန်မာလိုဒီအင်ဂျီနည်းနည်းသေးတယ်နည်းနည်းကြီးတာရှိလားအဲ့တော့နည်းနည်းသေးတယ်သေးတာကိုကျွန်တော်နည်းနည်းနဲ့တွဲမယ်ကြီးတယ်နည်းနည်းကြီးတာမတုံးမယ်အဲ့တော့နည်းနည်းဆိုတာချင်းတူပေမဲ့ကျွန်တော်တို့ကဘာမတူဘူးလေနည်းနည်းသေးတယ်ဆိုတာဒီမှာကျွန်တော်တို့ကစိတ်တိုင်းမကြလို့ပြောတာဟုတ်ပြီနော်နည်းနည်းကြီးတာရှိလားဆိုတာသေးတဲ့ဟာကိုစိတ်တိုင်းမကြလို့ကြီးတဲ့ဟာကိုတောင်းဆိုတာအဲ့တော့စိတ်တိုင်းမကြတဲ့ပုံစံတွေဆိုရင် adjective ရဲ့ရှေ့ကဘာနဲ့တွဲရလဲရိုးတရားဒါဆိုရင်ဒီမှာနည်းနည်းသေးတာကြရိုးတရားရှောင်းလို့ဖြစ်သွားမယ်အဲ့တော့ဒီမှာကြီးတာကြတော့ကိုကတောင်းဆိုတာဖြစ်သွားတယ်တောင်းဆိုတာကြရင်မျောလင်းချက်တို့တောင်းဆိုမှုတို့ဟာဣတရား adjective ရဲ့နောက်မှာထည့်ရတာဆိုတာဣတရားပေါ့နော်လေ့လာကြည့်ပါဦးအဲ့တော့ဒီအင်ဂျီနည်းနည်းသေးတယ်နည်းနည်းကြီးတာရှိလားဆိုရင်这件衣服有点小有没有大一点的这件衣服有点小有没有大一点的ရိုးတရားဆိုပါလဲစိတ်တိုင်းမချတဲ့အတွက်သုံးထားတာဣတရားဆိုတာတောင်းဆိုမှုအတွက်သုံးထားတာဘာသာပြန်တဲ့အခါတော့နည်းနည်းပေါ့နော်မင်းပြောတာမြန်တယ်ကျေးဇူးပြုပြီးဖြည်းဖြည်းပြောပါ你说的快请慢说你ခမက说的ပြောတာ快မြန်တယ်请ကျေးဇူးပြုပြီးတော့慢ဆိုဖြည်းတာနေတာ说ဆိုပြောတယ်ဖြည်းဖြည်းပြောပါ慢说 okay အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုပြောချင်တာလဲနည်းနည်းစွာလေးထည့်မယ်မင်းပြောတာနည်းနည်းမြန်နေကျေးဇူးပြုပြီးနည်းနည်းဖြည်းဖြည်းပြောပါအဲ့တော့နည်းနည်းမြန်နေဆိုတာကကိုစိတ်တိုင်းမကြတာအလိုမကြတာဖြည်းဖြည်းပြောပါဆိုတာနည်းနည်းဖြည်းဖြည်းပြောပါဆိုတာတောင်းဆိုလိုက်တာသူစီရတယ်ဒါဆိုရင်ခွိုက်ကစိတ်တိုင်းမကြတာဖြစ်တော့ရိုးတရားခွိုက်ဖြည်းဖြည်းပြောပါလို့တောင်းဆိုတယ်ဖြည်းဖြည်းရတာနည်းနည်းဖြည်းဖြည်းဆိုတာတောင်းဆိုမှုဖြစ်တဲ့ကြောင့်ဣတရားမှန်ဣတရားအဲ့တော့ဒီလိုသုံးပါလေ你说的有点快请慢一点说你说的有点快请慢一点说没人笑他你得面面笑吧你走得慢快走吧你မင်းက走စာလမ်းလျှောက်သွားတာကိုပြောတာဒါကားတဲ့慢နေပါလေတဲ့快စာမြင်တာ走စာလမ်းလျှောက်ပါစာတိုက်ထွန်းတာပါမြန်မြန်လျှောက်ပါโอเคအဲ့တော့ဒီမှာ慢နှေးတယ်ဆိုတာကကျွန်တော်တို့ကဘာပြောချင်လဲနည်းနည်းနှေးတယ်လို့ပြောမယ်မြန်တာကိုလည်းနည်းနည်းမြန်တယ်လို့ပြောမယ်ဟုတ်ပြီနော်အဲ့တော့မင်းလန်းလျှောက်တာနည်းနည်းနှေးတယ်နည်းနည်းမြန်မြန်လျှောက်ပါလို့ပြောချင်တယ်ဒါဆိုရင်နည်းနည်းနှေးတယ်ဆိုတာစိတ်တိုင်းမကြတာဖြစ်သွားတယ်နည်းနည်းမြန်ပါဆိုတာတောင်းဆိုမှုဖြစ်သွားမယ်အဲ့တော့စိတ်တိုင်းမကြတာဆိုရင် adjective ရဲ့ရှေ့မှာရိုးတရားမှန်တောင်းဆိုမှုကြတော့ adjective ရဲ့နောက်မှာဣတရားခွာဣတရားဒီလိုသုံးပါတယ်မင်းလန်းလျှောက်တာနည်းနည်းနှေးတယ်နည်းနည်းမြန်မြန်လျှောက်ပါ你走的有点慢快一点走吧
你走的有点慢，快一点走吧。第汉风司机的司波到微博，这个手机贵，买便宜的吧。这个底下的酷宝呢，手机汉风啊，贵是司机的，买回来吧的，便宜司波到，便宜的是司波的哈，把啥带动了报，买便宜的吧。အဲ့ဒါကိုကျွန်တော်တို့ဆေးနည်းနည်းကြီးတဲ့ဆေးနည်းနည်းပေါ်တာဝယ်လို့ပြောချင်တယ်ဟုတ်ပြီနော်အဲ့တော့ဒီ handphone ဆေးနည်းနည်းကြီးတဲ့ဆေးနည်းနည်းပေါ်တာဝယ်အဲ့တော့နည်းနည်းကနှစ်ခုရှိတယ်ဆေးကြီးတဲ့ဆိုတာကစိတ်တိုင်းမကြတာဒါဆိုရင်ရိုးတရားကိုယ်ဆေးနည်းနည်းပေါ်တယ်ဆိုတာတောင်းဆိုမှုဒါဆိုရင်便宜一点โอเคလေ့လာကြည့်ပါဦး这个手机有点贵买便宜一点的吧这个手机有点贵，买便宜一点的吧。ပြလိမ့်မောချင်းတယ်ကျွန်တော်ချိုးတာယူမယ်蜜橘酸我要甜的蜜橘ဆိုတာပြလိမ့်မောနော်酸ဆိုတာချင်းတယ်我ကျွန်တော်က要ယူမယ်甜ဆိုတာချိုးတော့甜的ဆိုတာချိုးတဲ့ဟာအဲ့တော့蜜橘酸我要甜的အဲ့ဒါကိုကျွန်တော်ကဒီလိုနည်းနည်းဆိုတာထည့်ခြင်းတယ်ပြားလိုက်မောနည်းနည်းချင်းတယ်ကျွန်တော်နည်းနည်းချိုတာယူမယ်အဲ့တော့နည်းနည်းချင်းတယ်ဆိုတာဒီမှာစိတ်တိုင်းမကြတဲ့ပုံစံဒါဆိုရင်ရိုးတောင်စွမ်းနည်းနည်းချိုတာကြတော့တောင်းဆိုမှုဖြစ်သွားတယ်အဲ့တော့甜一点โอเคเนาะအဲ့တော့လေ့လာကြည့်အောင်ပြားလိုက်မောနည်းနည်းချင်းတယ်ကျွန်တော်နည်းနည်းချိုတာယူမယ်蜜橘有点酸我要甜一点的蜜橘有点酸我要甜一点的အဲ့တော့ဒီသင်ခန်းစာလေးမှာတော့ကျွန်တော်တို့有点ဆိုတဲ့အသုံးနှုန်းနဲ့一点ဆိုတဲ့အသုံးနှုန်းကိုကွယ်ကွယ်ပြပြသုံးတတ်သွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်